ငါရင်ချက်ကလေးပါ ပဲပြားကျုံး ပဲပြားလေးကိုအရင်ကြော်တယ် ကာလီချစ်တင်ကျုံးတယ်ငါလေးကို ပြီးရင်ငါလေးက မချက်ဘူး နည်းနှစ်ပတ်လောက်ရှိပြီဆိုတော့ငါလေးပုံပြီးစားကောင်းလို့ငါလေးကိုကြော်လိုက်တာပေါ့နော်နည်းနည်းလေးကြော်လိုက်တယ်အချက်ကြီးတော့မကြော်ဘူးပြီးရင်စက်တုံဖြူစက်တုံနီကာရီလီစပယ်လေးစီတက်တယ်စီတက်ပြီးရင်ယူဒီအနှစ်ကာရီပေးအနှစ်ကလေးဒီကာရီနှစ်ပေးလေးတော်စားကောင်းတယ်အဲ့တော့ချက်ပြီးလို့ရှိရင်ရေလေးနည်းနည်းနဲ့ပေါ့နော်အနှစ်ရေလေးအရင်လောက်တယ်ငါ့ကိုအရင်မထည့်သေးဘူးရေလေးနဲ့စက်တုံလေးချက်သွားအောင်အရင်ချက်ပါတယ်ရှင်ပြီးငါလေးထည့်လိုက်တယ်အဲ့တော့ငါလေးနည်းနည်းကြော်ပြီးထည့်လိုက်တော့လေငါတင်းတင်းလေးပြည့်သွားတယ်အချက်ကြီးကြော်ထားတာမဟုတ်တဲ့အတွက်ပြီးအသီးတွေထည့်ပါမယ်ဒီနေ့တော့ခရမ်းသီးရယ်ရုံးပလေးသီးရယ်နှစ်သီးရယ်ပဲပြားရယ်ခရမ်းကျင်သီးရယ်ချက်နှစ်ဒီလေးထည့်ဒီကာလီဖစ်ထည့်တဲ့ချိန်မှာလေနှစ်ဒီထည့်ချက်အရန်စားကောင်းနေပြီလားအနံလေးကိုလည်းပွေးပြီးတော့အဲ့တော့များသောအားဖြင့်အိမ်မှာတော့ကာလီဖစ်ချက်လို့ရှိရင်တော့နှစ်ဒီထည့်တာများတယ်သူရဲ့အနံအရသာလေးကနှစ်ဒီထည့်လိုက်တာအရန်ပြီးပါတယ်မချက်ဖြစ်တာကြာပြီဖြစ်တော့ကာလီဖစ်ဟင်းလေးကိုချက်လက်ပါပြီပဲပြတဲ့တုံးကြော်ထားတာထည့်တယ်အဲ့တော့ငါးဟင်းချက်ပြီးတော့မနေ့ညဒီလေးကိုစားလိုက်တယ်ရေရအများကြီးထည့်စရာမလိုရေဘောလုံးနဲ့ချက်စရာမလိုဒီလားချက်ခဏီးပါပြီโอเคငါးဟင်းတစ်ခွက်ရပါပြီရှင်ထမင်းစားလို့လဲမင်းသူ့တစ်ခွက်ထဲနဲ့တည်းအကုန်ပြည့်စုံသွားပြီချက်ကြည့်တော့တငယ်ချင်းတို့လဲ